ဆိုတော့ဒီဥစ္စာနိဗ္ဗာန်ကိုပြောရမှာဒကာဓမ္မတို့ခရကနော်ဘုံတော်ရှိဘက်မှာမိတောက်နေတယ်ကွာမြင်လားလို့မေးလိုက်တယ်မြင်ပါတော့ခင်ဗျာဥပမာပေါ့ဗျာရှိဘက်မှာမိကိုကြီးကဟုံးဟုံးတောက်နေတယ်ဘယ်နဲ့ကြောင့်တောက်ကြုံကွာဘုံနာရလို့မေးလိုက်တယ်ဒီနေရာတဲ့မိစာရှိလို့တောက်တာပေါ့ဒကာဓမ္မတို့ဘယ်လိုလဲလောင်စာရှိလို့တောက်တာပေါ့ပေါ်သေးဘူးလားပေါ်ပါဘယ်နဲ့ကြောင့်တောက်ပါလဲလောင်စာရှိလို့တောက်တယ်တဲ့ဒါပြန်လောင်စာရှိလို့တောက်လို့ရှိရင်တဲ့မင်းဒီကားလို့ဆိုရင်မြင်ပြီတဲ့ဒီမိဟာတဲ့လောင်စာမကုန်ရင်ငြိမ်းပါမလားငြိမ်းပါလောင်စာကုန်ရင်တော့ဖြစ်ငြိမ်းပါဒါပြန်ခန္ဓာလောင်စာသမုဒိယသစ္စာဆိုတဲ့လောဘဒေါသမောဟတွေကမိသဘောပါခန္ဓာကဖြင့်ရှင်းမလားခန္ဓာကကိလေသာဆိုတဲ့သမုဒိယသစ္စာတွေကပေါ်ပြီနော်ဒါဖြင့်ခင်ဗျားတို့မှာအခုဘာဖြစ်နေတော့ကိုယ့်ကိုပြန်ကြည့်လောင်စာနဲ့မိလောင်နေဒကာဓမ္မတို့ခင်ဗျားတို့ခန္ဓာကြီးကဘာဖြစ်နေတာတော့ဒီကိလေသာကြီးကချုပ်ပလားမချုပ်သေးတော့မိကကြံခန္ဓာတွေမလောင်ဘူးလားဒါဖြင့်ခင်ဗျားတို့အခုမိဘုံကြီးတွေမှာဟုတ်ပါရဲ့လားဟုတ်ပါဘူးဒါဖြင့်လောင်စာနဲ့မိတောက်တုံးမဲ့ရိမ့်မိဗလားတော်တော်လေးနိဗ္ဗာန်ပေါ်လာပြီဒကာဓမ္မတို့တော်တော်ပေါ်သေးဘူးလားဩဒုက္ခနာကြီးကဘာပါလိမ့်နော်ဆိုတော့လောင်စာနဲ့မိတဟုံးတောက်တုံးပါလားဒကာမတယ်ပါလေဒီဥဒယနာလာကြတဲ့ဒကာဓမ္မတွေကလောင်စာနဲ့မိသိမလားတောက်တုံးမလားကိလေသာမိကလည်းလောင်ရဲ့ဖက်နော်ခန္ဓာကြီးကလည်းလောင်ခံရရဲ့ဖက်လွယ်ပါမလားခန္ဓာကလောင်စာကိလေသာကမိခန္ဓာကကိလေသာကမိခင်ဗျားတို့လောင်စာနဲ့မိတွဲကြီးဖြစ်တော့မယ်ခုဘုရားနာနေကြတာဒီဒကာဓမ္မတို့ယောက်ျားတွေကမင်းမတွေလားလောင်စာနဲ့မိတောက်နေတာလားဒီကြရမှာဒကာဓမ္မတွေနည်းနည်းရင်းမိလားဟောတို့အလုံးကတဲဆိုးပါဘယ်လိုလူကြောင့်ပါလေတော့ဒီထဲမိတောက်နေတာသာတွေ့ကြတယ်ကိလေသာမျိုးကိုကုန်ရပါလားလောင်စာခန္ဓာကြီးကရှိလို့လားမရှိဘူးလားလောင်စာကမြတ်ဖောနေသလားတွဲနေသလားဒါပြန်ခင်ဗျားတို့ကိုညာနဲ့ကိုကြည်စာတဲ့ရုပ်ကလေးတွေလည်းဖြတ်သူပြောက်ပြန်ဇာတိဇရာမရဏမိကလောင်မြန်ကိုဗျရုပ်ကလေးပေါ်လာလဲဇာတိဇရာမရဏမိကမလောင်ဘူးလားဝေဒနာလေးပေါ်လာဟင်သင်္ခါပေါ်လာနောက်တစ်ခါဖြင်းပြန်ထဲတာတော့ဒါပြန်တော့လောင်လက်စသတ်လားဒါပြန်လောင်သေးပေါ့ဘယ်လိုလဲဓမ္မတွေဒီဓမ္မတွေပဲလို့ဆိုလိုက်ပါတော့ပေါ်ကြပါလားဒီဓမ္မတွေကဘာဖြစ်နေတော့မီးလောင်နေတော့မဲ့ဖေရရိပ်မိလားဒါပုံနာကပုံနာကိုဖျားရမယ်ပုံနာအရှိကမြို့ကြီးတောက်နေတယ်ကွာရှင်းစမ်းဗာမီးတော့ဆိုတော့ဘုရားကအာဒါဖျားတဲ့နောက်ရှိလောင်နေနောက်ရှိမိပေါ့သဘောကျဝါလောင်နေမြဲလောင်နေဒီမှာလဲသူ့ဘဝနဲ့သူလောင်လာတဲ့တိရစ္ဆာန်ဆိုလို့ချင်းတိရစ္ဆာန်ကြီးကလောင်နေတာသဘောကျနောက်ရှိမိပေါ့ဗျာလူဆိုတော့လေဒကာရမတို့လူကိလေသာကြီးကမလောင်ဘူးလားဒါဖြင့်ဒီဒကာရမတွေလောင်စာသွင်းရင်မင်းငိမ့်မလားလို့မေးလို့ချင်းမနဲ့ဖြေကြလောင်ရက်ပဲဗျာရှင်းမလားဒါဖြင့်နောက်ဘဝဆူတောင်းတဲ့ပုဂ္ဂိုလ်လည်းလောင်စာနဲ့မိတွဲကြည့်ဖြစ်ရပါလို့ရိပ်မိလားဒီဘဝလည်းဘာဖြစ်နေတော့ဒီဘဝမှာလည်းလောင်စာနဲ့မိတွဲကြည့်ဖြစ်နေကြတာပဲနောက်ဘဝဆူတောင်းရတော့လည်းလောင်စာနဲ့မိတွဲကြည့်ဖြစ်ရပါလို့ပါဘူးလားဒါနိဗ္ဗာန်ပရိစ္ဆေဘုရားသဘောမကျတဲ့တောင်းရင်လို့တောင်းတယ်လောင်စာနဲ့မိကိုမသိတော့တောင်းရင်လည်းမတောင်းဘူးလားအတော်မထိုးဘူးလားဒကာရမတို့ကိုဖြစ်စဉ်ကိုသိဘူးလားသိပါဘူးဒါဖြင့်ဒကာရမတွေခန္ဓာတွေမိလောင်ခံရသောကြောင့်ဘာသစ္စာမိကဘာသစ္စာမိကြကြီးက
မိကဘာသစ္စာလောင်စာကြီးကခင်ဗျားတို့ဒီသစ္စာနှစ်ခုရှိပါတယ်ဆိုတာမသိကြဘူးလားသိပါဘူးနေရတဲ့မက်ကရအတော်ကံဆိုးနေကြတယ်လောင်စာသိရင်မိကိုမငြင်းသေးဘူးတရားဓမ္မတွေဘယ်နဲ့ဆိုကြလောင်စာသိရင်မငြင်းကြဗလားမငြင်းအောင်ဘယ်လိုလုပ်ကြလုံးလို့မေးဖို့ကမလိုဘူးလားခင်ဗျားတို့သူတော်တနာဆိုတဲ့ဒနာတွေကလုံးနေဒီဘက်မှာလောင်စာတွေပေါ်ဒီကမီးတွေရောဒါဖြင့်သက္ကာနေရာလုံးကဘယ်လိုလဲလုံးဆိုတော့လောင်စာနဲ့မိလဲတရားဓမ္မတွေရိပ်မိဘယ်လိုလဲနိဗ္ဗာန်လောင်စာရင်မင်းငင်းတဲ့အဖြစ်ရောက်ပလားကဲပေါ်ကြဘုခန္ဓာကြီးဟာလူဝရတော်လေစွာလားလောင်စာနဲ့မိတွဲပြီးဖြစ်တော့မဲလားသိကြောက်ကြကောင်းပါလားဒါကြောင့်သစ္စာညာဂိစိတ်ကမ်းပါဆိုတာဟောတရားဓမ္မတွေလေးစားစွာနဲ့မတိုက်တွန်းလိုက်ဘူးလားရှင်းနေတော့ဒါဖြင့်ဘုံသားမေးလိုက်ဒီရှိဘကမေးကြည့်စမ်းกว่าဘုံတောက်နေတယ်ဘုံသားနိုင်လုံးပါဘောကြလားဒါဖြင့်တရားဓမ္မတွေဘုံသားကိုဘုရားသခင်ကိုရမကြီးကမေးတယ်ဟေ့ဒီမေးကဘယ်တော့ငြိမ်းမှာတော့กว่าဆိုတော့ဘုံသားဖြေလောင်စာကုံတော့ငြိမ်းနိုင်မယ်ဗျာတရားဓမ္မတွေဘယ်လိုဖြေပါလိမ့်လောင်စာကုံတော့ငြိမ်းနိုင်မယ်ဗျာလို့ဆိုတော့ဟုတ်သားပဲလောင်စာကုံရင်ပါဖြစ်မှာတင်ညငင်းငင်းလို့ဆိုတာမသေးကြဘူးလားဒါဖြင့်တရားဓမ္မတွေခင်ဗျားတို့ကခန္ဓာရပြန်တော့တော်ပါဒါကြောင့်လောင်စာဖြစ်လောင်စာဖြစ်တယ်လို့ရှိရင်ခန္ဓာထဲမှာလောင်မီးကပါတော့မှာပဲမပါဘူးလားအိမ်အောင်ပြသားတွေမိမိကျွေးဖို့ဆိုတဲ့ကိလေသာမီးတွေကလာမလားမလာဘူးလားလာရင်လောင်စာနဲ့ပြန်မတွဲဘူးဒါပြန်ခင်ဗျားတို့သူတောင်းတာဒီလူပြေငါပြေအချင်းချင်းခံစားရပါလို့ဤတောင်းတဲ့တရားဓမ္မကလောင်စာနဲ့မိတွဲပြီးအချင်းချင်းကြည့်ရပါလိမ့်ပေါ်ကြလောင်စာနဲ့မိတွဲကြည့်အချင်းချင်းလောင်ရပါလို့မိစ္ဆာဝိနကသုတောင်းရင်းနေကြလားဘာသုတောင်းမိစ္ဆာဝိနကကသူများသင်္နှုံးချက်ကလည်းပဲဖြတ်နေတာသူ့မှာပန်းနေခြင်းပြီးဒီပြငါရကြံလိုက်တာဆိုတာနဲ့သူ့ရဲ့ပေါ်ကြခိုင်းတာဖြင့်ဘုခန္ဓာကြီးမှာသေးသေးချာချာသိတော့မှာလောင်စာနဲ့မိတွဲနေပါလားဒီဘုဘယ်တော့ကျွတ်ပါမတော့ဆိုတာသစ္စာဉာဏ်နဲ့ကြည့်လိုက်တော့ပေါ်လာပေါ်သေးဘူးလားမိကသမုဒိယသစ္စာခန္ဓာကြီးကဒါပြန်ဒုက္ခသစ္စာနဲ့သမုဒိယသစ္စာတွဲသာလိုသုံးလိုက်တဲ့အခါကျတော့ဒုက္ခနဲ့သမုဒိယမတွဲဘူးလားပညာနဲ့သုံးလိုက်တဲ့အခါကျတော့လောင်စာနဲ့မိပဲနဲ့နေလို့ဒါပြန်ဒီတစ်ခုများသိရရင်ခင်ဗျားတို့ကြိုက်မကြိုက်ဟုတ်ကဲ့လားစဉ်းစားပါဦးစဉ်းစားပါဦးစဉ်းစားပါအောင်နဲ့ဒါကျင်းရတဲ့ကအမွဲကြီးလောက်မနေနဲ့စဉ်းစားပါဦးရင်းပြီလားအဲ့ဒါနဲ့တရားဓမ္မတို့အခုခန္ဓာကြီးကိုဝိပဿနာရှိခိုင်းတာလောင်စာနဲ့မိလောင်နေတာရှိခိုင်းပေါ်ကြဝိပဿနာရှိပါဆိုတာပါပါလိမ့်ဖြစ်တယ်ဆိုတာမိလောင်ဖြစ်တယ်တပည့်ကြမိလောင်နဲ့ပြန်စီးဘူးလားဆရာမရဏမိနဲ့ပြန်စီးရစိတ်ကလေးမှလည်းဆရာမရဏမိလောင်နဲ့မပြောင်းဘူးလားဝေဒနာလေးမှာရောဒါပြန်တရားဓမ္မတွေသိတဲ့အတိုင်းမင်းနဲ့လောင်စာကိုဣခိုင်းကိုညာနဲ့ကိုကြည့်ဘာတွေတွေ့ရမင်းနဲ့လောင်စာတွေ့ရတော့ကိုဖြစ်အဖြစ်ကောင်းလားအဖြစ်ဆိုးလားဖြစ်ဆိုးမှဘုမသိတာနမယောက်ျားဖြစ်ရတာယောက်ျားဖြစ်ခြင်းလို့မင်းကညီနေတာဘုရားမသိရမင်းလည်းကျတော့ဖြစ်တဲ့ကျတော့ရှင်းတတ်တယ်ဆိုတာကအဖြစ်ဆိုးမှသိလို့လားအဖြစ်ဆိုးမှမသိလို့လားဒါပြန်လောင်စာနဲ့ရင်းနေခြင်းလေဒါပြန်ဓမ္မတို့ပုံနာလို့ဘုရားရှင်ကိုရမေတိကမြင်လိုက်ဟောပုံနာအခုကလောင်စာနဲ့မရှိတော့ဘူးဘာဖြစ်မလို့ကြငါတို့ကြည့်ကြတယ်လောင်စာမရှိတော့ဘာဖြစ်လာလဲမင်းတို့ဒီကကြည့်တဲ့ပုဂ္ဂိုလ်ကငါကမျက်စိထဲမှာအမှန်ဆိုး
ကိစ္စနဲ့လည်းကြည့်ရလောင်ကနဲ့ကိစ္စနဲ့မြင်ပြီးတော့အဲဒီကိစ္စနဲ့ကြည့်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ဘယ်လိုပေါ်နေခြင်းညဒီနည်းကဒီလောင်ကတော့ပြိမှပဲသူလာမလားမလားမြင်တဲ့တစ်ဖက်ထားလောင်ကနဲ့မြင်တဲ့တစ်ဖက်ထားဒါရမလို့မိဘဟောနေတယ်မြင်တဲ့တစ်ဖက်ကထားပါနော်လောင်ကနဲ့မျိုးကိုဘုရားပြန်ကြည်လာတော့ခန္ဓာကြီးကိုဉာဏ်နဲ့ကြည့်တော့ဉာဏ်ကဘေးကနေသိခန္ဓာကြီးကလောင်ကြီးလာနေတယ်ဒါကြောင့်ခန္ဓာကြီးကဘယ်နဲ့ဖြစ်အဲ့တော့ဘုရားနာကိုကြည့်ပြီးဒီကလာဒီအဖြစ်ကြိုက်နေတယ်ဒါကြောင့်ဒီလိုပြောလို့ရလားဒီဘာသာဒီမဉဏ်နဲ့ကြည့်လိုက်တော့ဗျာဒီဘာသာမနဲ့လည်းကြည့်ကြည့်ဥစ္စာဉာဏ်နဲ့လည်းကြည့်ကြည့်ကြိုက်သေးရဲ့ဘာကြောင့်မကြိုက်ကြပါလဲဒီဘာသာဒီတော့ဘာသာဒါပြင်ဒီပုဂ္ဂိုလ်ဟာနင်းနေတာကြိုက်မလားမကြိုက်ဘူးကြိုက်တယ်ဉာဏ်လေးကနည်းနည်းလေးတော့မင်းကြီးကတောင်းရမှာပဲလာလို့လားဆင်းလို့ရောဟောပါဆင်းနေတာဆင်းလို့ရင်တော့ကောင်းမှာမင်းရင်တော့အဲ့ဒါဘာလောကြတာတုံးဆိုတော့ဆင်းရဲမှုကမကြိုက်တော့ဒကာဓမ္မတို့အေးချမ်းမှုကိုကြိုက်ဒါကြိုက်ဒါနဲ့အေးချမ်းမှုကနေကသူကြိုက်တဲ့အေးချမ်းမှုကနေကဘာကြသူကြိုက်နေတဲ့ဉာဏ်ကမဉဏ်ဖြစ်တယ်သိကြမ်းလို့ဘုရားကနာညာဘယ်နဲ့ကြောင့်ဖြစ်ပါလိမ့်မလို့ဆိုတော့မင်းမတွေ့သေးတဲ့ပုဂ္ဂိုလ်လောင်လာနေသေးကြီးကိုမတွေ့သေးတဲ့ပုဂ္ဂိုလ်ကတရားဓမ္မကိုသစ္စာမသိသေးလို့ကြိုက်သစ္စာဆိုတာဒီဥစ္စာကြီးကသုံးခုရှင်ရဲ့ညာလားမလားလောင်လာနေသေးကြီးနေတဲ့ခါကျတော့လာလို့လောင်ကသုံးခုရှင်နာလို့လာမမဟုတ်လားအဲ့တော့ခန္ဓာထဲမှာသုံးခုရှင်တဲ့သဘောလာတော့သမာလားတရားဓမ္မကိုဉာဏ်ဉာဏ်လားဉာဏ်ပါဗျာဉာဏ်ဉာဏ်လိုက်တဲ့အခါကျတော့တရားဓမ္မကိုခဏပြောတဲ့လံကံနဲ့မလို့ပြင်းတော့ရှင်းတယ်မပြတ်တာရှင်းတယ်ရောက်မလို့ပြင်းညာဆက်တယ်ပါလေလံကံနဲ့ပါဗျာတော့ရှင်းရင်ကြောက်သွားတော့အဘိဓိရဲ့ပုဂ္ဂိုလ်ကဘုရားနေရာကြပြီတဲ့ဒီလာမလားဘာလို့ဒီဉာဏ်နဲ့ဉာဏ်တော့လံကာသိမြင်းရင်းကမြင်တော့ရသဘောကျလံကာသိမြင်းရင်းကနိဗ္ဗာန်သဘောကျတာကမဉဏ်ဘုညာသဘောပါကြလံကာသိမြင်းရင်းကဘုညာတော့မြင်ရပါလေမဉဏ်ဘုညာသိက္ခဏညာဆိုတော့နိဗ္ဗာန်ကိုရှိကြလားမရှိဘူးလားလို့လံကာသိမြင်းရင်းတဲ့သဘောရှိပေါ်ရလားနိဗ္ဗာန်ကိုလံကာသိမင်းကြီးရဲ့သဘောရှိတာဘာခေါ်ကြအဲ့ဒါကိုရှိနေတဲ့ဉာဏ်ကိုမြင်တဲ့ဉာဏ်ဘာဉာဏ်ခေါ်ရမလဲမဲ့ဉာဏ်ဖူဉာဏ်သဘောပါအဲ့ဒီနိဗ္ဗာန်ကိုကျမ်းလို့ရှိရင်လံကာနဲ့မိတဲ့ကြီးကိုမြင်အောင်ကြည့်ပြီးသူ့ကိုမလို့ခြင်းမှဒီတိုင်းကလံကာနဲ့မိသိတော့ဘုရားမှာဒီနေရာမှာအေးချမ်းကပေါ်လာလို့ပေါ်လာတာအေးချမ်းတာကဘာကိစ္စမီးရတာအေးချမ်းမှန်းကိုသိတာကအဲ့ဒီအထောက်သဘောကျ